microwave သုံးရင်အပူပေးုံမဲ့ဆိုပြီးပေါ့လေးမတွေးနဲ့နော်တချို့အချက်တွေသိထားမှဘေကင်းမှာပါကိုယ့်အိမ်မှာ microwave သုံးနေရဆိုရင်ဒီအချက်လေးတွေကိုတော့သိထားသင့်ဖို့လိုတယ်နော် microwave ထဲကိုဘယ်လိုပစ္စည်းတွေမထည့်ရအောင်လဲဆိုတာကိုအရင်ဆုံးပြပြမယ်နော်တက်ထူအနားသက်မှာရွှေရောင်ငွေရောင်ပါတဲ့ပကံစွန်းအလူမီနီယမ်ဖိုးတွေကိုလုံးဝမထည့်ပါနဲ့ဘီဘွားထွက်ပြီးတော့ microwave ပျက်စီးနိုင်လို့ပါအစားအစာမပါဘဲ microwave ကိုဒီတိုင်းမလှည့်ထားပါနဲ့ဆက်ရဲ့အတွင်းပိုင်းပျက်စီးလွယ်ပါတယ် microwave safe လို့ရေးထားတဲ့ plastic တွေကိုပဲအသုံးပြုသင့်ပါတယ်တာမန် plastic တွေကအပူကြောင့်အရေပြတ်သွားပြီးအစားအစာတွေကိုဓာတ်ပစ္စည်းတွေရောက်သွားနိုင်ပါတယ်။ပေါက်ကွဲနိုင်တဲ့ပစ္စည်းတွေကိုလည်းသတိထားသင့်ပါတယ်။ဥပမာအလုံးပိတ်ထားတဲ့စီတိုပူအခွန်မာတဲ့အသီးနှံတွေကိုဒီတိုင်းမထည့်သင့်ပါဘူး။အတွင်းမှာဖိအားများပြီးတော့ပေါက်ကွဲနိုင်တာကြောင့်အပေါက်ကလေးတွေဖောက်ထားပေးဖို့အတွက်လိုအပ်ပါတယ်။နောက်ဆုံးအရေးကြီးတဲ့အချက်ကတော့ microwave ထဲမှာအစာအနာတွေကျန်နေမယ်ဆိုရင်တော့အဲ့ဒီအစာအနာတွေကအပူကိုထပ်ဆုပ်ယူပြီးမီးခိုးတွေထွက်လာနိုင်တာကြောင့် microwave ကိုအသုံးပြုပြီးတိုင်းတန့်ရှင်းရေးလုပ်ပေးဖို့အတွက်လိုအပ်ပါတယ်။ဒီအချက်လေးတွေကရိုးရှင်းပေမဲ့တင်းရဲ့ microwave ကိုတက်တန်းရှိရှိအသုံးပြုနိုင်တယ်လို့အနေရကင်းကင်းနဲ့အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။နောက်ထပ်သိချင်တာလေးတွေရှိရင်comment မှာမှတ်ခဲ့ပေးဦးနော်